မျိုးတွေအားလုံးပဲမင်္ဂလာရှိတော့ညနေခင်းလေးပါဗျအားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပြီးကဆူပေးစိုးရံပေါင်းမှကင်းဝေးကြပါစေဗျမျိုးတွေအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ကတော့ဒီဟာအောင်ပါဗျအဲ့တော့ကျွန်တော်တို့မနေ့ပြန်အင်္ဂါနေ့ပေါ့နော်ဒူဒီရှေ့ရက်နေ့ကနေစမယ်ဗျเนาะဒီဘက်ကတော့၄ရက်ပဲဖွင့်ပါမယ်အဲ့တော့တူရီနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ဘက်အတွဲပေါ့နော်ဒီဘက်က၄ရက်ထဲဖွင့်မှာဆိုတော့၈ကြိမ်ဖြစ်မယ်ဗျအဲ့တော့ပုံမှန်တိုင်းပဲကျွန်တော်ဗုဒ္ဓမကျော်မွေးကနနှစ်ကွက်ပေါက်ပေးပေါ့နော်9000တန်အဲ့ဒါကိုကျွန်တော်3000လောက်နဲ့ချပေးပါမယ်ဗျာနော်ဗုဒ္ဓမကျော်မွေးနှစ်ကွက်ပေါက်ပေး9000တန်နှစ်ကွက်ကိုကျွန်တော်3000နဲ့ချပေးမယ်ဗုဒ္ဓမကျော်မွေးတစ်ကွက်ကောင်းပေါ့နော်ပေါက်ပေး9000ကျပ်အဲ့ဒါကိုကျွန်တော်9000လောက်နဲ့ချပေးပါမယ်ရှော့ပေးပါမယ်နော်အဲ့တော့ဗုဒ္ဓမကျော်မွေးကနန်းနှစ်ကွက်ပေါက်ပေး9000ကျပ်တန်ကို3000နဲ့ကျွန်တော်ရှော့ပြီးတော့ချပေးပါမယ်ဗျမွေးတစ်ကွက်ကောင်းဗုဒ္ဓမကျော်ပေါက်ပေး9000တန်ကိုကျွန်တော်9000နဲ့ချပေးပါမယ်နော်ဗုဒ္ဓမကျော်မွေးကနန်းနှစ်ကွက်9000တန်ကို3000နဲ့ချပေးပါမယ်ဗျဗုဒ္ဓမကျော်မွေးတစ်ကွက်ကောင်းပေါက်ပေး9000တန်ကိုကျွန်တော်9000နဲ့ချပေးပါမယ်နော်အဲ့တော့အမျိုးတွေလည်းတကြံတွင်းမှာလူလို့ရအောင်ပေါ့နော်ကျွန်တော်လည်းအောင်မြင်ခဲ့ရင်ဒီငလင်ဘေးတဲ့ပြည်သူတွေကိုများများလေးလူနိုင်အောင်အဓိကထားပြီးတော့ကျွန်တော်ဒါအမျိုးတွေလည်းတကြံတွင်းမှာလူနိုင်အောင်ကျွန်တော်လည်းအောင်မြင်ခဲ့ရင်ငလင်ဘေးတဲ့ပြည်သူတွေကိုအဓိကထားပြီးတော့ကျွန်တော်လူနိုင်အောင်ပေါ့နော်ဒါလေးကိုဒါရည်စူးပြီးတော့ရည်မှန်းပြီးတော့ပေါ့နော်ကျွန်တော်အဓိကလောက်တာပါဗျာနော်အဲ့တော့ VNB ကတော့ပုံမှန်တိုင်းမှာပဲနော်အင်္ဂါမကျော်ပတ်တီးပရိတ်အမှာတလုံးပေါ့နော်နေ့တိုင်းကတော့အော်ဂနန်နှစ်ကွက်အရန်နှစ်ကွက်ပေါ့နော်ဗုဒ္ဓမကျော်မွေးနှစ်ကွက်ပါမယ်ပေါ့နော်အဲ့ဒါဟိုမှ VNB ကတော့1000နဲ့ကျွန်တော်ချပေးထားပါတယ်ဒီဘက်ကိုနော်၈ကြိမ်သာဖြစ်မယ်ဗျာနော်အဲ့တော့ VNB ကတော့အင်္ဂါမကျော်ပရိတ်အမှာတလုံးပါမယ်မွေးကနန်းနှစ်ကွက်ဗုဒ္ဓမကျော်ပါမယ်အဲ့ဒါပြီးမှမွေးကနန်းတော့3ကွက်ဖြစ်မယ်နော် VNB ကအင်္ဂါမကျော်ပရိတ်အမှာတလုံးပြီးတော့ကျွန်တော်ဒီဗုဒ္ဓမကျော်မွေးက3ခွက်ပေါ့နော်3ခွက်ဖြစ်မယ်ဗျဒီဘက်ကအဲ့ဒါပြီးမှနေ့တိုင်းကတော့ပုံမှန်တိုင်းပဲအော်2ခွက်အရန်2ခွက်ပေါ့နော်8ကြိမ်ပြီးပါအဲ့ဒါမှအလုံး PC ကို1000ပဲကျွန်တော်ခေါ်ထားပါတယ်နော် VNB ကတော့အင်္ဂါမကျော်ဘရိတ်မှာတစ်လုံးပါမယ်အင်္ဂါမကျော်ဘရိတ်မှာတစ်လုံးပါမယ်မွေးကနန်း3ခွက်ပါမယ်ဗုဒ္ဓမကျော်နော်VNB ကအင်္ဂါမကျော်ဘရိတ်မှာတစ်လုံးပါမယ်မွေးကနန်း3ခွက်ဗုဒ္ဓမကျော်ပါမယ်အဲ့ဒါပြီးမှကျွန်တော်နေ့တိုင်းကတော့အော်ရန်2ကွက်စီပေါ့နော်4ကွက်၈ကြိမ်စာအားလုံးမှာ PC 1000ပဲယူပါမယ်နော်လာမယ်ဘတ်တော့ကအဲ့တော့အဲ့ဒါလေးလာပြောတာပါဗျာနော်အဲ့တော့အားလုံးလည်းအဆင်မပြေခက်ခဲနေကြတဲ့အချိန်ဆိုတော့ကျွန်တော်လည်းအောင်မြင်ကြပါတယ်ခဏနေနော်အောင်မြင်ခဲ့ရင်ဒါလူကျင်တာလေးတွေလည်းရှိသေးတယ်အမျိုးတွေလည်းအဆင်ပြေစေချင်တယ်ဗျအဲ့တော့ကျွန်တော်ပြန်ပြောပါမယ်ဗျာနော်ဗုဒ္ဓမကျော်မွေးနှစ်ကွက်ပေါ့နော်ဗုဒ္ဓမကျော်မွေးနှစ်ကွက်ပုံမှန်ကတော့ပေါက်ပေး9000တန်နှစ်ကွက်ကိုကျွန်တော်3000နဲ့ချပေးမယ်နောက်ဘက်အတွက်ပေါ့နော်ဗုဒ္ဓမကျော်မွေးတစ်ခွက်ကောင်း9000တန်9000နဲ့ချပေးမယ်ကျွန်တော်ရဲ့ Viber ဖြစ်တဲ့399898143488ပေါ့နော်ကျွန်တော်ရဲ့ Viber ဖြစ်တဲ့399898143488 3998143488ပေါ့နော်ဒီဟာအောင် Viber မှာလာရောက်ဆက်တွဲပြီးတော့ပေါက်ပေးယူလို့ရပါတယ်နော်အဲ့တော့အဆင်ပြေလို့မွေးခွက်ယူမဲ့အမျိုးများကျွန်တော်ရဲ့ဒီ Viber 399898143488ပေါ့နော်အဲ့ဒီ Viber ကိုစောစောလေးလာယူလိုက်ပါနော်မနေ့ဖြန်မနေ့ဟိုလောက်ပေါ့နော်10နာရီမတိုင်ခင်လောက်ပြီးတော့ကျွန်တော် VNB ကတော့အင်္ဂါမကျော်ပတ်တီးပရိတ်ပေါ့နော်ပရိတ်မှာတစ်လုံးအဲ့မှာမွေး3ခွက်ဗုဒ္ဓမကျော်ပါမယ်အပီစီနေ့တိုင်းအော်ရန်အဲ့ဒါမှကျွန်တော်1000နဲ့ချပေးပါမယ်ဒီဘက်ကနော်၈ကြိမ်မှာဗလာပဲရှိမယ်ဆိုတော့အဲ့တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့399898143488ဒီဟာအောင်ပိုက်ပါပေါ့နော်399898143488 399898143488ဒီဟာအောင်ပိုက်ပါကိုဆက်တွဲပြီးတော့ကစားလို့ရပါတယ်လာယူလို့ရပါတယ်နော်စောစောလေးလာယူလိုက်ပေါ့နော်မနေ့ဖြန်မနေ့10နိုင်မတိုင်ခင်တော့အဲ့တော့နောက်ဘက်လည်းအောင်မြင်ပါစေဗျမွေးခွက်တွေကတော့ဒီလာမယ့်ဘက်ကိုတော်တော်အားကောင်းတယ်နော်တကွက်ကောင်းနေရောအားကောင်းတယ်ကျွန်တော်ကလင်ဒါ site ကြောက်တခြားလေးထည့်ပေးထားပါတယ်ဗျာနော်
မွေးကနန်းတွေကလာမဲ့ဘက်ကိုထွက်ဖို့ရာကျင်းတီတလောက်ရှိတယ်မွေးကနန်းလာမဲ့ဘက်ကိုထွက်ဖို့ရာကျင်းတီတလောက်ရှိတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီအင်္ဂါဒီ break နဲ့ချုပ်ပေးထားတယ်ပေါ့နော်ကလင်ဒါစိုက်နဲ့အတိအကျထည့်ပေးထားတဲ့တစ်ကွက်ကောင်းနှစ်ကွက်လည်းတေချာထည့်ပေးထားတယ်ဗျနော်ပြည့်ရလည်းရှိတော့တေချာလေးပေါက်တီးပါအောင်လာမဲ့ဘက်ကိုထွက်ဖို့ရာကျင်းလေးတလောက်ရှိပါတယ်နော်အဲ့တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ပြတဲ့3998984348ကိုဆက်တွယ်ပြီးတော့ပေါက်ပေးယူလို့ရပါတယ်မနက်ဖြန်မနက်ကို VNB ယူနဲ့အမျိုးများလည်းအဲ့ကိုလာခဲ့ပါနော်3998984348 3998984348ဒီဟောင်း Viber ကိုပေါ့နော်အဲ့တော့မျိုးတွေတော့လောက်ပါပဲเนาะနောက်ပတ်လည်းအောင်မြင်ပါစေဗျ